င်းကျက်တဲ့မိန်းမမိန်းကလေးတစ်ယောက်ဟာအများသောအားဖြင့်ကလေးဆန်တက်ကြတယ်။ကိုချစ်တဲ့သူတွေပေါ်ကိုကချစ်တဲ့သူတွေပေါ်စိုးချင်ရွေးရှင်တက်ကြတယ်။ဒါမိန်းကလေးအများစုရဲ့သဘာဝပါ။အသက်60အရွယ်ပဲအသက်20အရွယ်ပဲဖြစ်ဖြစ်စိတ်ဆိုးရှင်ဆိုပြီးစိတ်ကောက်ခြင်းကောက်နေတတ်သေးတာလေ။အခုကျမပြောပြမယ့်မိန်းကလေးတွေကြတော့အပေါ်ကပြောပြတဲ့သဘာဝတွေရဲ့စမ်းကျင်ဘက်မှာရှိတယ်။မိန်းကလေးတစ်ယောက်ဆိုပေမဲ့မိန်းကလေးသိမ့်မဆန်တဲ့ကောင်မလေးတစ်ယောက်ပေါ့ပေါ့ပါလေးနေတတ်တယ်ဘဝကိုပျော်ရွှင်ရွှင်လေးဖြတ်တန်းတယ်အလောက်ကိုလေးလေးနက်နက်လေးလုပ်တယ်မိတ်ဆွေတငယ်ချင်းတွေပေါ်ယူသားတယ်ဒါပေမဲ့ဘသူအပေါ်မှာမှမိကိုလို့စိတ်မရှိဘူးမိန်းကလေးပဲလီဆိုတဲ့အတွေ့နဲ့အားငယ်နေတာအားကိုးချင်မိတဲ့စိတ်တွေမရှိဘူးကျမကတော့ရင်ကျက်တဲ့မိန်းမလို့ကောင်းစင်တက်ပြီးတာတယ်လူတယောက်ရဲ့အပြုမှုတွေအတွေးခေါ်တွေဆိုတာငယ်ဘဝနဲ့အများကြီးဆိုင်နေလေသူရဲ့ငယ်ဘဝကိုကောက်ကြည့်တဲ့အခါတာတိုင်းရတတ်တဲ့မိသားစုကဆင်းသက်လာခဲ့တာမဟုတ်ဘူးလူချင်းသားတွေကိုမျိုးသိပ်ပြီးမျက်နှာလွယ်ပြီးမှကြီးပြင်းလာခဲ့ရတာလေအဲ့ဒီကလေးကသူ့မှာငါလူချင်းသားရှိတဲ့အခါငါကိုယ်တိုင်ပဲစူးစမ်းပြီးယူရမယ်ဆိုတဲ့အတွေ့ကစိတ်ထဲဆွဲထွင်သွားခဲ့ပြီးပြီသူတစ်ပါးကိုအားကိုးဖို့တဲ့သူ့ကိုယ်သူအားကိုးဖို့ပဲတွေ့တော့တယ်အချင်းနဲ့ပတ်သက်ပြီးဆိုလေသူနာကျင်ခဲ့ပြီးအကျဲဆိုတာကိုအယုံကြည်မရှိတော့လောက်အောင်ကြောက်တက်ခဲ့ပြီးတာပေါ့ဒါကြောင့်ချစ်ကြောင်ကြိုက်ကြောင်တွေပြောတဲ့အခါနဝင်ချုံနေတာထက်ဟာသားလူပဲမြင်တက်လာတယ်သိပြီးမခံစားတတ်မခံစားဖြစ်တော့ဘူးခံစားချက်တွေရှိလာတဲ့အခါတော့ဘဝတွေကိုပိုးပြီးဦးစားပေးဖြစ်တယ်နှလုံးသားထက်အုံနောက်ကတပြေးပြေးပိုးပြီးအလုံးလုံးလာတာမျိုးပေါ့ရင်းကျက်တဲ့မိန်းမတဲ့ဒီနှမီလေးတက်ခံရဖို့မလွတ်ချင်တဲ့တန်ရာတွေကိုခါစီပြီးခံခဲ့ရတာလွတ်ချင်တဲ့ဂရုစိုက်မှုတွေကိုမလွတ်ချင်အောင်ဆောင်ပစ်ခဲ့ရတာပြုံညံ့တဲ့စိတ်တွေတွေ့တာတက်တဲ့စိတ်တွေကိုဘယ်သူမှမသိအောင်ဖုံးကွယ်ထားခဲ့ရတာတစ်ဖက်သားကိုတွေ့ထားဖို့ထက်ကိုပိုးပြီးပဲချစ်ပစ်လိုက်တာပိုးပြီးအေးချမ်းမဲ့ထင်လို့ကျမချစ်လိုက်တာပါဘယ်သူကိုမှမမောင်းတလို့ဘယ်သူအပေါ်မှာမှလည်းအညိုးတွေမထားဘူးပျော်နေတာမဟုတ်ပေမဲ့ဘဝကိုနေလို့ပြောအောင်တိဆောက်နေတဲ့တာမန်မိန်းမတစ်ယောက်ပါလစ်လျူရှုတင်နာချူပြီးဂယုစိုက်တဲ့အရာကိုဂယုစိုက်ပေးလိုက်တယ်မေးတဲ့အရာကိုမေးပြီးမှတ်ထားတဲ့အရာကိုမှတ်ထားလိုက်တယ်အရာအလုံးကိုရင်ဘတ်ထဲထည့်ထားတတ်တဲ့သူကဘဝမှာပိုးပြီးအနာတရားများတက်မှန်ကောင်းကောင်းကြီးသင်ခန်းစာရခဲ့ပြီးပြီလေရင်ကျက်တဲ့နေတက်လာယုံလောက်လေးပါပဲ